ခေတ်ကြီးကမကောင်းဘူးဟိုเจ้าရဒီเจ้าရပြေးပါလွှားရပုံရဘုန်းကြီးတို့ငယ်စဉ်ဘဝကဆိုလို့ရှိရင်ဒုတိယကမ္ဘာစစ်ကြီးဖြစ်လာတဲ့အချိန်အိမ်မှာနေရတယ်လို့မရှိဘူးတောထဲမှာပုံအိတ်ကြဒီထက်တပြားတိုက်သေးတယ်နော်ညခွေးဟောင်ရင်ကြောက်နေရကိုယ်ရင်ကိုမအေးရဘူးခွေးဟောင်လို့ရှင်ကြောက်နေရတဲ့ခေတ်တိတိထူးဆိုတဲ့အကောင်လေးအော်ရင်လည်းကြောက်နေရတဲ့ခေတ်ရွာပြင်ကတိတိထူးအော်တယ်ဆိုလို့ရှင်ဟာလူဆိုးများလာသလားဆိုပြီးကြောက်လက်နေချာခွေးဟောင်ရင်လည်းကြောက်နေရအိတ်ကောင်းခြင်းမအေးရစားကောင်းခြင်းမစားအဲ့ဒီလိုခေတ်ခါမျိုးဆိုလို့ရှိရင်ကာလဝိပတ္တိလို့ခေါ်တယ်ဖယားမပွင့်ဘူးဆိုလို့ရှိရင်လည်းပဲလူတွေဟာအကောင်းနဲ့ဆိုအကြောင်းအကျိုးသိနားလည်ခွင့်မရှိကြဘူးမှားရင်းနဲ့ပိဿာတရားတွေလွှမ်းမိုးနေတဲ့အခါမှာလည်းပဲအဲ့ဒီခေတ်အဲ့ဒီချိန်ပိုင်းဟာလဲကာလဝိပတ္တိလို့ခေါ်တာချိန်ခါမကောင်းလမ်းကြောင်းဖြောင့်မှတ်ဖို့မရနိုင်ဘူး